ဆိုသူကဘသူတေးရေးကဘသူမူရင်းတချင်းကဘယ်ကပြောလေဆိုတော့ slide မီတာ26ဆိုတဲ့တချင်းကကျွန်တော်ကိုယ်တိုင်ရေးပါတယ်ပြီးတော့ကျွန်တော်ကိုယ်တိုင်ဆိုပါတယ်မူရင်းကလည်းကျွန်တော်ကိုယ်တိုင်ပါပဲကျွန်တော်ဟိုရှေ့ဗီဒီယို comment reply လုပ်တဲ့ဗီဒီယိုတစ်ခုမှကျွန်တော်ပြောပြပါတယ်slide မီတာ26ဆိုတာကကျွန်တော်အသက်26နှစ်မှာကြုံရတဲ့အရာတွေကိုကိုရေဒီယိုတစ်လုံးလို့ယူဆပြီးတော့ရေးထားရေဒီယိုတစ်လုံးနေဟာနေပြီးတော့ခံစားပြီးရေးထားတဲ့တချင်းပေါ့နော်ဆိုတော့အဲ့လိုမျိုးတန်တူကြောင်းကွဲတန်စင်မျိုးလဲကျွန်တော်တော့မကြဘူးပါဘူးဒါလို့ရှိရဆိုရင်လည်းကျွန်တော်တို့တစ်ချက်တော့ပြပေးပါအောင်ပြောလဲနားထောင်ကြလို့ပါဆိုတော့ဒီတချင်းလေးထွက်ခဲ့ရဆိုရင်တစ်နှစ်လောက်ရှိပါပြီအခုမှ TikTok ကိုကျွန်တော်လည်းအခုမှ TikTok ကိုတခြားသုံးဖြစ်တာပြီးတော့ TikTok ကိုအခုမှလည်းတခြားရေးချသုံးထပ်တာပေါ့နော်ဆိုတော့အခုကြမှာ TikTok မှာတင်ဖြစ်တာပါဆိုတော့ကျွန်တော်ဒီတချင်းထွက်တော့ကျတော့ကျွန်တော် MTV နဲ့ထွက်တာပေါ့နော် MTV နဲ့ထွက်တာဒီမှာတော့ကျွန်တော် lyrics video လေးပဲကျွန်တော်တင်ထားတယ်အပုတ်လိုက်ပေါ့နော်ဆိုတော့ဒီ line up 26ကိုဒီ TikTok ပေါ်မှာနားထောင်နေဆိုရင်ဟို quality ကဒီ YouTube မှာလောက်ဟို quality မကောင်းဘူးပေါ့နော် music ကောအတန်ရောပေါ့ဆိုတော့ဒီ YouTube မှာလည်း line up 26ဆိုပြီးတော့ရှာကြည့်ပြီးတော့နားထောင်လို့ရပါတယ်ကျွန်တော် lyrics video လည်းကျွန်တော် YouTube channel နဲ့တင်ထားပါတယ် MTV ဆိုရင်ကျွန်တော်ဒီ legacy ရယ်ပြီးတော့ flow ရယ်သူတို့ YouTube channel တွေမှာကျွန်တော်တင်ထားပါတယ်ပြီးတော့ flow music app မှာလည်းနားထောင်လို့ရပါတယ်ဆိုတော့အဲ့ဒါလေးကိုလည်းတွားရောက်ပြီးနားထောင်လို့ရပါတယ်လို့တော့ဒီမှာဟို TikTok ကပဲနားထောင်တော့ကြတော့တချို့တွေကအတန်တွေတိတ်မကြည့်ဘူးပေါ့လေတကယ်ဟိုမှာ YouTube တို့ဘာတို့ကနေ flow app တို့ဘာတို့ကနေတွားနားထောင်ရင်ပို့ပြီးတော့အတန်ကြီးလင်းပါတယ်ပို့ပြီးတော့ဟိုရတပူပေါ်လွင်ပါတယ်လို့ဒါလေးပြောချင်ပါတယ်အဓိကတော့ဒီ comment လေးကိုဟို reply ပြန်ပေးတာပါဟိုရှင်းပြတာပေါ့နော်ဆိုတော့ဒါနဲ့အကျယ်တဝင်းလေးရှင်းပြတာပါကျေးဇူးအများကြီးတင်ပါတယ်